အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အရင်ဗီဒီယိုတော့တင်လက်စာဖြစ်တဲ့ Grade 12 Biology Chapter 2ကိုဆက်ရှင်းပြရတော့ဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကနောက်ဆုံးဗီဒီယိုပေါ့နော်အဲ့တော့ခေါင်းစဉ်ကတော့ Techniques in Molecular Biology Molecular Biology မှာပေါ်နေတဲ့တွေ့ရှိမှုအသစ်တွေပေါ့နော်တုံးနေတဲ့နည်းလမ်းတွေအဲ့တော့ကြတော့ကျွန်တော်တို့ကဘာတွေနည်းပညာအသစ်တွေပေါ်နေရလဲကိုဒီဗီဒီယိုထဲမှာကြည့်ရမှာပေါ့နော်နည်းပညာအသစ်ဆိုတဲ့ဒီ genetic molecular biology genetic ကြောင့်မလို့ဘယ်နည်းပညာတွေသုံးနေလဲလူတွေကိုဘယ်လိုအကျိုးပြုနေလဲဆိုတာတွေကိုကြည့်ရမှာပေါ့နော်ဒီနှစ်ပုံကတော့စာထဲမှာတော့မပါဘူးကျွန်တော်ဘယ်လိုလဲဆိုတာလေးကိုအကျဉ်းပြနေတည်အောင်ပြောပြပြပါပေါ့နော်အဲ့တော့ဘယ်ဘက်ကပုံမှာတော့ Direwolf လို့ခေါ်တာသူတို့တွေကတကယ်တော့ဒီအကောင်လေးတွေကမျိုးသုံးသွားတာကြားလာပြီသူတို့ကဘာပဲရှိလဲဆိုတော့သူတို့ရဲ့ကြီးနေပဲကျွန်တော်တို့ထဲမှာကြံတော့တာသူတို့ရဲ့အယိုးစုအဟောင်းတွေထဲမှာကြံခဲ့တာတွေအဲ့ဒါတွေမှာရှိတဲ့ DNA တွေဂျင်းတွေပဲကြံခဲ့တာအဲ့ဒါတွေကိုကျွန်တော်တို့ကရှိတာကိုပြန်ပြီးတော့မှရှာပြီးအဂျင်းတွေကနေကျွန်တော်တို့အကောင်လေးတွေကိုပြန်မွေးထားတာအဲ့တော့ဒီ extinction လို့ခေါ်တာဘာလဲဆိုတော့ဒီဂျင်းကိုပဲသုံးပြီးတော့မှအကောင်လေးတွေပြန်မွေးနိုင်တာပေါ့နော်အဲ့ဒါနောက်ဆုံးတွေ့တာတွေပြီးတော့ပိုးဟွာဖြစ်တာကဘာလဲဆိုလို့ရှိရင်ဒီဘက်ကကလေးလေးဆိုလို့ရှိရင်အဲ့ဒါဘာလဲဆိုရင်ကလေးလေးကမွေးရပါယောဂရှိရဘာလဲဆိုတော့သူ့ရဲ့ဂျင်းကြောင့်ဖြစ်တဲ့ယောဂသူ့ရဲ့မွေးတော့မှပါလာတဲ့ဂျင်းကမကောင်းလို့ဖြစ်တဲ့တခုချိုးရင်းနေလို့ဖြစ်တဲ့ယောဂဖြစ်တာအဲ့ဟာကိုကျွန်တော်တို့ကဒီတိုင်းမွေးကြတဲ့အဲ့ဂျင်းကိုပြန်ပြင်ပြီးတော့ကူးလိုက်တာပေါ့နော်အဲ့ဒါဒီနှစ်ခုတော့2025တော့မှဖြစ်သွားတာအဲ့တော့စာထဲမှာတော့မပါဘူးစာထဲမှာတော့ကျွန်တော်တို့ကဘာတွေလဲဆိုရင်ဘယ်နည်းရဲ့ဂျင်းတွေကိုပြင်တာကြည့်ရမယ်ပြီးတော့တရိษံတွေရဲ့ဂျင်းတွေပြီးတော့ဘက်တီးရီးယားတွေ virus တွေရဲ့ဂျင်းတွေကိုသုံးပြီးတော့ဘာပစ္စည်းတွေထုတ်လို့ရလဲပေါ့နော်အဲ့ဒါကိုကြည့်ရဖို့အဲ့တော့မျိုးရိုးဗီဇတွေဘယ်လိုပြောင်းလဲအရင်တော့ကကျွန်တော်တို့သင်ခဲ့တယ်ဗာလဲဒီဂျင်းကနေ protein ဖြစ်လာပေါ့နော်အဲ့တော့ကျွန်တော်တို့က protein တစ်ခုကိုလိုချင်လို့ရှိရင်ကျွန်တော်တို့အဲ့ဂျင်းကိုပြောင်းပြီးလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ protein ကိုပြောင်းပြီးလို့ရတယ်ခုနကတော့အဲ့တော့ဂျင်းနဲ့ဒီတဲ့နေနောက်ထပ်ဘာတွေရှိမလဲဆိုတာကိုကျွန်တော်ဆက်ကြည့်ရမယ်အဲ့တော့ကျွန်တော်ဒါ test book ထဲမှာပါတယ်ကျွန်တော်ဒီကိုဝန်းပြထားတဲ့စာပိုင်လေးကိုစရှင်းပြမယ်ပေါ့နော် Some techniques in molecular biology မှာသုံးနေတဲ့နည်းလမ်းတချို့ပေါ့နော်There are some exciting technologies emerging from research in molecular genetics အဲ့တော့နည်းပညာအသစ်တွေဘယ်လိုနည်းပညာစိတ်လို့ဆရာနည်းပညာတွေပေါ်ထွက်လာခဲ့ဘယ်ကနေပေါ်လာလဲဆို emerging from ပေါ်ထွက်လာတယ်ဆိုတော့ research in molecular genetics မှာလုပ်နေတဲ့သူတည်တနာ research ဆိုသူတည်တနာပေါ့နော် molecular genetics ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဒီ chapter 2မှာသင်လာသမျှတွေအကုန်လုံးကျွန်တော်တို့ molecular genetics လို့ခေါ်တာအဲ့တော့ Greek Community Genetics ဆိုတာရှိတယ်ဒီမှာတော့မသိရအောင်ဘာလို့ဆိုတော့ molecular genetics လို့ပြောလဲဆိုကျွန်တော် molecule level တွေစိမ့်ကြည့်နေတဲ့ genetics ကြောင့်သိရတာမျိုးရိုးဗီဇဆိုင်ရာပညာကိုသိရတာအဲ့တော့ဟိုတုန်းကဒီ molecule ဂျင်းကိုလုပ်တဲ့ molecule တွေဘာတွေတော့မသိခင်တော့ကကျွန်တော်တို့က Greco Mendel ကလုပ်တာဆိုဖုန်းတော်ကြီးတယောက်ကလုပ်ဖူးတယ်အဲ့တော့ Greco Mendelian Genetics လို့ခေါ်တာဘာလို့လဲဆိုတော့သူကအပြင်မှာရှိတဲ့အပင်အယောင်တွေအသီးရဲ့ပုံစံတွေအဆေးရဲ့ပုံစံတွေအဲ့လိုမျိုးပဲကြည့်ပြီးတော့မှလေ့လာတာဒီ molecule ဒီမစင်းတာကိုကျွန်တော်အခုကျတော့မှကြည့်နိုင်တော့ကြအဲ့ဒါကိုကျွန်တော် molecular genetics လို့ခေါ်တာwhich has provided the ability to manipulate the genes of organisms အဲ့တော့ which has provided ပေးခဲ့တယ်ဘာလဲပေးပြီးသွားပြီဘာလဲဆိုတော့ ability to manipulate the genes of organism တွေရဲ့တက်ရှိတွေရဲ့ gene တွေကို manipulate ဆိုတော့ပြောင်းလဲနိုင်တာတွေရဲ့ပြောင်းလဲနိုင်တဲ့ ability ဆိုတော့စွမ်းရည်ဆိုလုံနိုင်စွမ်းပေါ့နော်လုံနေစွမ်းပေးခဲ့ပြီ microorganism ဆိုတော့အကောင်သေးသေးလေးတွေ bacteria တွေ virus တွေကိုကျွန်တော်တို့ microorganism လို့ခေါ်တာ plants ကအပင် animals ကတိရစ္ဆာန်တွေပေါ့နော် micro ဆိုကျွန်တော်တို့ကအသေးသေးတွေကို micro လို့ခေါ်တာ organism ကတက်ရှိရတော့တက်ရှိသေးသေးလေးတွေကိုပြောချင်တာ microorganism ဆို Scientists can now use genetically modified organisms genetically modified organisms ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ဂျင်းပြောင်းထားတဲ့တက်ရှိတွေပေါ့နော်ခုနကကျွန်တော်ပြောတဲ့ဂျင်းတွေကိုပြောင်းလို့ရမယ်လို့ပြောခဲ့တယ်လေအဲ့တော့အကောင်တွေကိုဂျင်းပြောင်းထားတဲ့ဂျင်းပြောင်းထားတဲ့အကောင်တွေပေါ့နော် to produce medications ဆေးတွေထုတ်ဖို့ to provide DNA sequence of cancerous tumor cancer ဆေးတွေရဲ့ cancer tumor တွေရဲ့ DNA sequence ကိုသိချင်တာအဲ့တော့ cancer တွေကဘာလို့ဖြစ်တာလဲဆိုတော့ကျွန်တော်တို့က cancer တွေကဆိုဖြစ်တာများတာစဉ်းစားကြည့် cancer ဆိုလို့ရှိရင်ကျွန်တော်နေအောင်ဖြစ်တာ skin cancer ဖြစ်တာလို့ပြီးတော့ကျွန်တော်ဓာတ်မှန်နေပါလေ radiation တွေခဏထိရလို့ဆို cancer ဖြစ်တာလို့လေအဲ့တော့ပြောချင်တာပါသူအဲ့ကောင်လေးတော်တော်များများကဒီ cell ထဲမှာရှိတဲ့ DNA ကိုကျွန်တော်တို့ကထိခိုက်လို့ DNA တွေ sequence တွေပြောင်းသွားရင်ကျွန်တော်တို့
ပြောင်းတာတွေကတော့အများကြီးဖြစ်ရတာပေါ့နော်အဲဆိုကျွန်တော်တို့က cancer ဖြစ်တယ်အဲကြောင့်မလို့ကျွန်တော်တို့က cancer ကကျတော့ DNA တွေဘယ်လိုပြောင်းသွားလဲဆိုတာသိကြတော့ကျွန်တော်အကြောင်း profile the DNA sequence of cancer ရဲ့ဂျုံမှာဆိုအဲ cancer တွေမှာရှိရ DNA အစင်တွေကိုကျွန်တော်တို့ကလေ့ဘယ်လို profile ဆိုတော့ခွဲထုတ်လုပ်တော့ခွဲခြားစိတ်ဖြာပေါ့နော် profile ဆိုတော့ဘာတွေလဲဆိုတာကြည့်ရပြောချင်တာဆေးတွေထုတ်ဖို့ဆေးထုတ်တာကတော့ကျွန်တော်တို့နောက်ပြီးကြရင်ကျွန်တော်ပြောပြမယ်နော်ဆေးဘယ်လိုထုတ်လဲဆေးထုတ်တဲ့အကြောင်းလေ to treat genetic disorder by introducing the correct form of disease related gene into individual's genome အဲ့တော့ genetic disorder ဆိုတော့ကျွန်တော် genetic disorder ဆိုတာကျွန်တော်တို့ကမွေးကလေးကဖြစ်တဲ့ဟာတွေများတယ်ဘယ်လိုလဲဆိုခုနကကျွန်တော်ပြသွားတဲ့ကလေးလေးဆိုလို့ရှိရင်သူကမွေးကလေးကသူ့ချင်းမှာတာပါလာတာအဲ့လိုမျိုးအမှ genetic disorder ဆိုအများကြီးကျွန်တော်တို့ကြားမွေးတဲ့ Down syndrome တို့ပါလို့ဆိုလဲကျွန်တော်တို့က genetic disorder ပဲမွေးရပါဖြစ်တဲ့ဟာကြီးနော်အဲ့တော့မွေးရပါဖြစ်တာတွေကိုကုဖို့အတွက် genetic ဆိုတော့ genetic ချင်းကြောင့်ဖြစ်တဲ့ယောဂတွေကိုကုဖို့အတွက်ဘာလို့ကုလဲဆို by introducing the correct form of a disease related gene အဲ့တော့မားနေတဲ့ချင်းက disease related gene လို့ပြောချင်တာပေါ့နော်ယောဂဖြစ်စေတဲ့ချင်းကိုဘာလဲဆိုတော့အမှန်ပြန်ပြောင်းမယ်ပေါ့နော် individual's genome ဆိုတော့လူတစ်ယောက်ရဲ့ genome ဆိုတော့ဗာလဲကျွန်တော်တို့လူတစ်ယောက်ထဲမှာပါတဲ့ gene တွေ DNA တွေအစအဆုံးကိုကျွန်တော်တို့ genome လို့ခေါ်တာရှိတယ်မြ gene တွေအကုန်လုံး genome လို့ခေါ်ပါတော့အဲ့တော့ဘယ်လိုကုလဲဆိုတော့ကျွန်တော်တို့ disease ဖြစ်နေတဲ့ gene တွေကို disease ဖြစ်စေတဲ့ gene တွေကိုကျွန်တော်ကအမှန်ပြန်ပြီးတော့မှပြောင်းပြီးတော့မှအယောဂါကိုကုပေးတာခုနကလေးလေးဆိုကျွန်တော်အဲ့လိုကုထားတာ Another intriguing research နောက်တစ်စိတ်ဝင်စားတဲ့ကောင်နဲ့သူတည်တနာလီလာနေပဲတခုကပါလဲဆိုရင် relationship between age and chromosome နဲ့အသက်ကြီးတာဘယ်လိုဆက်ဆက်လဲဆိုတော့အဲ့ဒါကျွန်တော်ရှေ့တုန်းကတော့ကျွန်တော်ပြောပြဘူးတယ်ပြန်ပြောပြတာပဲအဲ့ဒါဆိုကျွန်တော်ဒါ chromosome ပေါ့နော် chromosome ကဘယ်လိုလဲပါလဲဆိုကျွန်တော်က DNA တွေကျွန်တော်တို့ကကျစ်သွားလို့ရှိရင်ဖြစ်လာတော့ဆိုတော့ chromosome လို့ခေါ်တာဒီထဲမှာ DNA တွေရှိရပဲအဲ့တော့ chromosome နဲ့အသက်ကြီးရတယ်ဘယ်လိုဆက်ဆက်လဲဆိုတာသူလေ့လာကျွန်တော်ကဒီ chromosome ရဲ့ထေလေးမှာကျွန်တော် telomeres လို့ခေါ်လေးရှိရသူတို့ရဲ့လောကဘာလဲဆိုတော့ chromosome ကာကွယ်တာတခုပဲအဲ့ဒါဆိုဒီထဲမှာရှိတဲ့ DNA တွေကျွန်တော်တို့က protein လုပ်ဖို့တို့ဘာလို့သုံးရမိုက်ကောင်းနေတယ်ဒီအတွင်းထဲမှာရှိရတယ်အဲ့တော့အပြင်မှာရှိတာ telomere လို့ခေါ် telomere မှာသူတခုပဲရှိရပါလဲဆိုတော့သူအထက်ကဂျင်းတွေကိုကာကွယ်ဖို့ပဲ telomere အလုပ်လုပ်တာပေါ့နော်အဲ့တော့အဲ့ telomere ကကျွန်တော်တို့လူတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဆေးတွေပွားတိုင်းကျွန်တော်ကပိုပြီးတိုးလာလူတွေကအသက်ကြာလာလေဆေးပွားတာတွေကများလာလေဆိုတော့တက်ကြီးလာတိုင်းများဒီ telomere တွေကတိုးလာတာအဲကြောင့်မလို့သူကဘလို့တွေးကြလဲဆိုတော့ဒီ telomere တွေတိုးလာတဲ့အများလူတွေလည်းအသက်ကြီးတဲ့လက္ခဏာတွေပေါ်လာတယ်။ရေပြားတွေတွန်းလာတာတို့ဘာတို့ဒါတွေဖြစ်လာတယ်လို့ပြောရ။အဲ့တော့သူကအဲ့နှစ်ခုဘယ်လိုဆက်ဆက်လဲဆိုတာလေ့လာတာပေါ့နော်။ဒီခုနကတော့ chromosome နဲ့အသက်ကြီးရတယ်ဘယ်လိုဆက်ဆက်လဲဆိုတာဒီမှာဆိုလို့ရှိရင်ဒါငငယ်လေးတွေကလေးလေးတွေဘာလို့ဒီလိုမျိုးအသက်ကြီးတဲ့ပုံစံလေးတွေပေါင်းတာလဲဆိုလို့ရှိရင်သူက telomere မွေးကလာတိုးနေတဲ့ယောဂဖြစ်လာတာ။အဲကြောင့်မလို့ကျွန်တော်တို့ကဒီ chromosome နဲ့အသက်ကြီးရတယ်ဘယ်လိုဆက်ဆက်မှုရှိလဲဆိုတော့အခုလေ့လာနေကြရလို့ပြောတာ။ဒါဒုတိယကျွန်တော်ဒါနောက်တစ်ခုတရားလေးရှင်းပြမယ်ဒီစာပိုင်လေး protection in genetically engineer organism genetically engineer ဆိုပြောချင်တာကတော့ gene ကို engineer လုပ်ထားတယ် gene ကိုပြောင်းထားတယ်ပြောချင်တာပေါ့နော် gene ပြောင်းထားတဲ့ organism တွေကိုဘယ်လိုထုတ်လဲပေါ့နော် genetic engineering is the alteration of the genetic material of an organism in a specific manner genetic engineering ဆိုတာ alteration ဆိုတာပြောင်းလဲတာ genetic material organism တက်ရှိရဲ့ genetic material မျိုးဗီဇဆိုင်ရာ material ဆိုပစ္စည်းတွေကိုပြောင်းလဲတာပေါ့နော်transgenic bacteria ဆို transgenic ဆိုတာကျွန်တော်တို့ adjective ဖြစ်သွားပြီเนาะ transgenic ဆိုတာဘာလဲဆိုတော့ဂျင်းပြောင်းထားတာကိုပြောချင်တာပဲเนาะ transgenic bacteria ဂျင်းပြောင်းထားတဲ့ bacteria အပင်တွေ animal တွေက commonly referred to as genetically modified organism GMO လို့ခေါ်ပါဘောเนาะအဲ့တော့ဂျင်းတွေပြောင်းထားလို့ရှိရင်ကျွန်တော်တို့က genetically modified organism GMOs လို့ခေါ်တာtransgenic describes an organism that is produced from the introduction of foreign DNA into its genome, providing it with a new phenotype. အဲ့တော့ transgenic ကဘာကိုပြောချင်တာလဲဆိုတော့transgenic organism ဆိုတော့ဘာပြောချင်တာလဲဆိုတော့ဒီ foreign DNA introduction လုပ်တဲ့ဘယ်ထဲကိုလဲ genome နဲ့ကိုလုပ်တယ် foreign ဆိုတော့အပြင်က DNA ကိုဒီအကောင်တကောင်ရဲ့ genome နဲ့ကိုထည့်လိုက်တယ်အဲ့ဒါကိုပြီးတော့ providing it with a new phenotype အဲ့တော့ဘာပြီးလဲဆိုတော့ new phenotype phenotype ဆိုတာကျွန်တော်ရှင်းမှာတော့ပြောပြခဲ့ပုံပဲထင်တယ်သူက genotype နဲ့ phenotype ဆိုတာရှိရပါတော့ phenotype ဆိုတာအပြင်ပိုင်းကိုပြောချင်တာပေါ့နော်အပြင်ပိုင်းတရံပြောင်းသွားတယ်ပေါ့ဗီဇလက္ခဏာပြောင်းသွားတယ်အဲ့ဒါကိုပြောချင်တာပေါ့ဗီဇပြင်မှာမြင်ရတဲ့လက္ခဏာတစ်ခုခုပြောင်းသွားတယ်ထားပါတော့ဥပမာတစ်ခုပဲစဉ်းစားကြည့်ပါတော့တကယ်ရှိချင်မှရှိမယ်အဲ့တော့ဒီအပန်းတွင်ကပန်းပွင့်အနီရောင်ပွင့်ရှိမယ်ပေါ့အဲ့တော့အနီရောင်ပွင့်မဲ့ခြင်းပါလို့ကျွန်တော်တို့ကအနီရောင်ပွင့်ဖြစ်နေတာဒါပေမဲ့အဲ့ဒီခြင်းကိုကျွန်တော်တို့ကအပြာရောင်ပွင့်မဲ့ခြင်းပြောင်းပြီးတော့じゃပန်းအပြာရောင်ဖြစ်သွားရထားပါတော့
ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့အပြန်က new phenotype ပေါ့နော်အဲ့ထည့်လိုက်တဲ့ချင်းကြောင့်မလို့ကျွန်တော်တို့က phenotype အသစ်ဖြစ်လာတာအဲ providing with new phenotype လို့ပြောတယ် phenotype ဆိုတာအပြင်မှာမြင်နေရတဲ့လက္ခဏာကိုပြောပါနော်အဲ့တော့ကြတော့ဒါကပတ်မှာတကယ်အပြင်မှာရှိရတယ်ဗာလဲဆိုတော့ဒါဆို PD con လို့ပြောအဲ့တော့ကြ तू ကဒီပြောင်းမှုမှာဆိုလို့ရှိရင် तू က genetically modify လုပ်ထားတဲ့ဒီပြောင်းမှုကဗာလဲဆိုတော့တာမန်ဆိုလို့ရှိရင် तू ကဒီအလွယ်တကူဟောဖြစ်တဲ့ပိုးတွေပိုင်းစားသွားတဲ့အချိန်မှာ तू ကဒီပို့ပြီးခံနိုင်အောင်လုပ်ထားတဲ့ PD con လို့ပြောတာဒီကကြတော့acquired advantage salmon လို့ခေါ်တာဒီကောင်ကဒီ salmon ငါးလည်းဘယ်လိုလဲဆိုတော့ तू ကမြန်မျိုးပွားနိုင်အောင်လို့မြန်သူလိုချင်တဲ့ size ကိုမြန်ရအောင်လို့လုပ်ထားတာ aqua advantage salmon လို့ခေါ်သူလည်းချင်းနေပြောင်းထားပဲဒါလည်းချင်းနေပြောင်းထားပဲပေါ့နော်အဲ့တော့ကျတော့ဘယ်လိုပြောင်းလဲပေါ့နော်အဲ့ချင်းတွေကိုဘယ်လိုပြောင်းလဲဆိုတော့ကျွန်တော် recom ချင်းကျွန်တော်တို့လိုချင်တဲ့ချင်းတွေကိုဒီတက်ရှိတွေကိုဘယ်လိုသွားထည့်လဲပေါ့နော်အဲ့တော့ကျွန်တော်တို့ recombinant DNA techniques လို့ခေါ်တာအဲ့တော့ဒီ recombinant DNA ဆိုတော့တော်တော်အသုံးဝင်ခဲ့တဲ့နည်းပညာပေါ့နော်ဒီဟာတွေကြောင့်မို့လို့ကျွန်တော်တို့ဆေးလည်းအများကြီးထုံနိုင်တယ်အဲ့လိုမျိုးgenetically modified organism တွေအများကြီးလုပ်နိုင်ခဲ့အဲ့တော့ဒီနည်းလမ်းကိုတွေ့ခဲ့တာအရေးပါတဲ့သမိုင်းတစ်ခုပဲ The recombinant DNA techniques and methods of DNA analysis are integrated to protection of GMOs အဲ့တော့ recombinant DNA technique နဲ့ DNA ခွဲခြားစိတ်ပြတဲ့နည်းလမ်းတွေက integrate ဆိုတော့အရေးပါတဲ့အစိတ်ပိုင်းတွေပေါ့နော် protection of GMO တွေထုတ်လို့ဖို့အရေးပါတဲ့အစိတ်ပိုင်းတွေအဲ့တော့ recombinant DNA ဆိုတာဗာလဲကြည့်ကြအောင်အဲ့တော့ဒါကျွန်တော်တို့ဒါ recombinant DNA ပေါ့နော်ဒါဖတ်ဆောင်ထဲပုံမဲ့ကျွန်တော်ယူထားပါတော့အဲ့တော့ကျွန်တော်တို့ထုတ်ချင်တဲ့ကျွန်တော်တို့လိုချင်တဲ့ gene တစ်ခုကဒီမှာရှိအဲ့တော့ဒီမှာ gene ကဒီတစ်ခုမှရှိရဆိုပါစို့အဲ့တော့ကျတော့ကျွန်တော်တို့ကအဲ့ဒါကိုဘယ်လိုယူလဲဆိုတော့ဒါက gene ဆိုတာဒီအသေးလေးပဲပြတာတကယ်ရှိတာဆိုကျွန်တော်တို့ DNA အရှည်ကြီးတွေမှာရှိနေမှာပေါ့အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုထုတ်လိုက်လဲဆိုတော့ restriction enzyme လို့ခေါ်ရတယ်ထုတ်လိုက်တာ restriction enzyme ဆိုခေါ်တဲ့ဓာတ်ကူပစ္စည်းနဲ့ဖြတ်ထုတ်ပြီးတော့ယူလိုက်တာ okay အဲ့တော့ကြတော့အဲ့ယူလိုက်လို့ယူပြီးလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုပြန်ထည့်မှာလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ထည့်ချင်တာကဒီမှာရှိတဲ့ Arcobacteria tumefaciens တွေကိုထည့်ချင်တာအဲ့တော့ကြတော့ဘယ်လိုထည့်မှာလဲပေါ့နော်ဒီကောင်ထဲမှာဒီချင်းကိုထည့်ချင်တာအဲ့တော့ကြတော့ကျွန်တော်တို့ factor ဆိုတာလေးလိုတယ်ဒီချင်းကိုထည့်ချင်တယ် factor ကကြပါလဲဆိုတော့ plasmid လို့ခေါ်တာအဲ့တော့ plasmid ဆိုတော့ကျွန်တော်လူတွေမှာတော့ကျွန်တော်မရှိဘူး bacteria တွေမှာရှိတာသူကဘာလဲဆို plasmid ဆိုတာDNA gene ပဲပေါ့နော် DNA တော့မဟုတ် DNA နေပဲဘာလဲဆိုတော့သူကအဝိုင်းလေးရှိအဲ့တော့ဟိုမှာကျတော့ bacteria တွေမှာကျတော့သူကဒီ nucleoid ထဲမှာရှိတဲ့ DNA အပြင်မှာလည်း plasmid ရှိသေးတာပေါ့နော် genetic material တွေ gene တွေအပြင်မှာလည်းရှိသေးတယ်အဲ့တော့ကျတော့ကျွန်တော်တို့အဲ့ထဲမှာရှိတဲ့ plasmid လေးကိုယူပြီးတော့မှဘာလဲဆိုတော့အဲ့ plasmid ကိုလည်း restriction enzyme နဲ့ဖြတ်လိုက်တယ်အဲ့တော့လက်သွားတဲ့နေရာလေးကိုကျွန်တော်တို့လိုချင်တဲ့ gene လေးထည့်လိုက်တာ okay အဲ့တော့ကျွန်တော်တို့ဒီ plasmid ကိုကျွန်တော်ကဘယ်လိုခေါ်သေးလဲဆိုတော့ factor လို့လည်းခေါ်သေးတယ် factor ဆိုဒီဂျားတွေကနေထည့်ပေးမဲ့ပစ္စည်းပေါ့နော်ကူညီပေးမဲ့ပစ္စည်း factor လို့ခေါ်အဲ့တော့じゃအဲ့နှစ်ခုပေါင်းလိုက်တာကိုကျွန်တော်တို့ DNA ligase နဲ့ပြန်ပေါင်းလိုက်တယ်အဲ့တော့じゃကျွန်တော်တို့ဒီမှာရှိတဲ့ plasmid လေးမှာကျွန်တော်တို့လိုချင်တဲ့ gene တွေက capital ဖြစ်သွားအဲ့တော့ဒီကောင်လေးကိုမှကျွန်တော်တို့ကဒီ plasmid လေးကိုကျွန်တော်တို့က bacteria တွေကိုပြန်ထည့်လိုက်လို့ရှိရင်အဲ့ bacteria က gene expression လုပ်တဲ့အခါကျလို့ရှိရင် protein လုပ်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ gene တွေကနေလည်းလုပ်နေပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ protein တွေရနေမှာအဲ့တော့ကျွန်တော် recombinant DNA technology လို့ခေါ်တာဒါကဖတ်ဆောက်ထဲမှာတော့မပါဘူးဒါအပြင်မှာတကယ်လုပ်တဲ့ပုံစံပေါ့နော်အဲ့တော့ကျွန်တော်က insulin gene ဆိုတာရှိရဲ့ဟိုမှာလူတွေမှာ insulin gene ကဘာလဲဆိုတော့ insulin ဆိုတာကျွန်တော်တို့ကအပြင်မှာကျွန်တော်တို့ဆေးကြားဘူးမယ်ထင်တယ် insulin ဆိုတာဘာလဲဆိုတော့စီးကျူသွေးကျူသမားတွေလေ insulin သူကတချို့စီးကျူသွေးကျူသမားတွေကသူက insulin မထုတ်နိုင်တဲ့လူတွေရှိတယ်အဲ့တော့じゃသူတို့က insulin ထိုးပေးရတာ insulin ပုံမှန်ထိုးပေးရတဲ့လူတွေရှိတယ်တချို့ကြတော့တားတက်လာတဲ့အချိန်မှာထိုးရတဲ့လူတွေလည်းရှိရပါတော့အဲ့တော့ကြတော့ insulin ချင်းကထားပါတော့ insulin ပုံမှန်ထိုးရမယ့်လူဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ထဲမှာက insulin မထုတ်နိုင်လို့ပေါ့နော်အဲ့တော့ insulin ကိုအပြင်ကနေယူရမှာအဲ့တော့ insulin အပြင်ကနေထုတ်တာပေါ့ဒီကအဲ့တော့ဒါတာမန်လူတစ်ယောက်ရဲ့ဆဲထဲမှာကျွန်တော်တို့ insulin ချင်းရှိတယ်ဆဲရဲ့ပေါ့ DNA ထဲမှာ insulin ချင်းရှိတယ်အဲ့တော့ကြတော့ကျွန်တော်တို့က bacteria ထဲမှာじゃ plasmid ရှိတယ်အဲ့တော့じゃဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်တို့ကလူထဲမှာရှိတယ် insulin ချင်းနဲ့ bacteria မှာရှိတဲ့ plasmid ကိုပေါင်းလိုက်တယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ insulin ထည့်လိုက်တယ်အဲ့တော့ recombinant plasmid လို့ခေါ်အဲ့တော့ကျတော့အဲ့ bacteria ကသူတို့ gene expression တွေလုပ်တဲ့အခါကျလို့ရှိရင်ဒီ insulin လေးပါရောပါသွားပြီး insulin တွေပါထုတ်နေမှာပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ insulin ရလာတာအဲ့လိုနဲ့ကျွန်တော်တို့စီးရွယ်မိုင်းအတွက် insulin ထုတ်လို့ရတာ okay အဲ့တော့ကျွန်တော်စာပိုင်လေးကိုပြန်ကြည့်အောင်
အဲ့တော့ recombinant DNA ဆိုတာဘာလဲဆိုရင် it is a method of transferring a gene from an organism and မျိုးဗီဇ organism တစ်ခုတည်းက gene ကို transfer လုပ်တယ်လွှဲပြောင်းနေဖယ်လို့လဲဆို into genome of another organism တခြား organism တစ်ခု species တစ်ခုရဲ့ genome တွေကိုလွှဲပြောင်းတယ် of different species မျိုး different species ဆိုတော့မျိုးစိတ်မတူတာပေါ့နော်မျိုးစိတ်မတူတော့ species ဆိုတော့လူနဲ့ခွေးနဲ့မျိုးစိတ်မတူတာ species မတူတာလို့ပြောပါတော့ In order to insert the recombinant gene into a target cell, a vector is needed. အဲ့တော့ recombinant gene ကို recombinant gene ကို target cell ဆိုခုနဆိုလို့ရှိရင်ကျွန်တော် bacteria ကို target cell ပြောချင်တာပေါ့နော်ထည့်ချင်တာ target cell ပြောပါအဲ့တော့ recombinant gene ကို target cell တွေကိုထည့်ဖို့အတွက်ဆိုလို့ရှိရင် a vector is needed. A vector is needed ဆိုခုနကကြားခံပစ္စည်းပေါ့နော်ခုန vector ပါလေဆို plasmid ကိုပြောချင်တာပေါ့နော် recombinant ခုနက insulin gene လေးနဲ့ plasmid လေးနဲ့ပေါင်းလိုက်တာပေါ့အဲ့တော့ခုနဆိုကျွန်တော်က vector plasmid လို့ခေါ်တာအဲ့တော့တခြားကူညီပေးလို့ရတယ်လည်းရှိသေးတယ် plasmid တွေမဟုတ်တခြားတွေလည်းရှိအဲကြောင့်မလို့ကျွန်တော်အဲ့ဒါတွေအဲ့လိုဂျားတွေကကူညီပေးနိုင်တဲ့တွေအကုန်လုံးကျွန်တော်က factor လို့ခေါ်လိုက်တာ a factor is needed which may be အဲ့တော့ plasmid လည်းဖြစ်နိုင်တယ် virus တွေလည်းဖြစ်နိုင်တယ် harmless virus ဒုက္ခမပေးနိုင်တဲ့ virus ပေါ့နော် liposome or gene gan ဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်လိုချင်တဲ့ DNA RNA တွေကိုကျွန်တော်တို့က cell တွေကိုပြစ်ထည့်နိုင်တဲ့ပစ္စည်းကိုပြောပါတော့ gene gan လို့ခေါ်တာ okay အဲ့တော့ကျွန်တော်ထားပြီးတော့အဲ့တော့ကျွန်တော်တို့ဒီစာပိုင်လေးကိုဆက်ကြည့်အောင်ဒီစာမျက်နှာတစ်ခုလုံးပေါ့နော် golden rice ထုတ်တဲ့ပုံစံလေးအဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုမှပြောခင်မှာကျွန်တော်တို့ဗီတာမင် A အကြောင်းပြောကြည့်အောင်အဲ့တော့ဗီတာမင် A ကကျွန်တော်တို့ခုမြင်ရတဲ့အသားတွေငါးတွေဒီအသီးရွက်တွေဆိုပေါ့နော်နွားနို့တွေကနေးရတယ်ကျွန်တော်နာမည်ကြီးကတော့ခါကျဲဥမှာဗီတာမင် A တွေအများကြီးရှိတယ်လို့လည်းနာမည်ကြီးရပါလို့ဆိုတော့ကျွန်တော်ခါကျဲဥစားရင်မျိုးလုံးကောင်းတယ်လို့ကြားဘူးရမလားအဲ့တော့အဲ့ဗီတာမင် A ရဲ့အရေးကြီးတာပါလဲဆိုလို့ရှိရင်လူတွေမှာဗီတာမင် A စားပြီးတော့မှကျွန်တော်တို့ကညခင်းမှာမြင်အောင်လို့ကူညီပေးတာဗီတာမင် A ကဘယ်လိုဆိုကျွန်တော်တို့ကြုံမှုမလားမသိဘူးကျွန်တော်ထားပါတော့မီးပြတ်သွားတယ်ဆိုဆက်စားချိန်မှာကျွန်တော်ဘာမှမမြင်ရတော့မှောင်မဲွာဒါပေမဲ့နည်းနည်းလေးကြာလာတော့ကြာတဖြည်းဖြည်းချင်းနဲ့အမောင်ထဲမှာပြန်မြင်လာအဲ့ဒါဘာကြောင့်လဲဆိုကျွန်တော်ဗီတာမင် A ကလုပ်ပေးနေအဲ့ကြောင့်မလို့ဗီတာမင် A ချိုးခဲ့တဲ့လူတွေဆိုကျွန်တော်ကြီးကန်းမျက်လုံးလို့တော့ခေါ်တယ်လေဘာလို့ဆိုညဆိုမမြင်ရအောင်အဲ့ဗီတာမင် A အရေးကြီးတာပေါ့နော်ဗီတာမင် A ပါတော့ဒါဆို night blindness လို့ခေါ်တယ်ဒါဆိုညဆိုဒီလိုမြင်ရမှာသူကညဆိုမမြင်ရတော့အဲ့တော့တော့ကိုယ်ခံအားတွေအတွက်လည်းအရေးကြီးတယ်ဗီတာမင် A ကအဲ့တော့ကျွန်တော်တို့တချို့ဒီဖွံ့ဖြိုးဆဲနိုင်ငံတွေပေါ့နော်ဆင်းရဲတဲ့နိုင်ငံတွေမှာဆိုကျွန်တော်ဗီတာမင် A ချို့တဲ့တာတွေရှိရပေါ့နော်အဲ့တော့ဗီတာမင် A ကိုဘယ်လိုမချို့တဲ့အောင်ဘယ်လိုလုပ်မလဲဆိုတော့ဒီလမ်းစဉ်းစားကြပါပေါ့နော်အဲ့တော့ဘယ်ကနေရလဲဆိုတော့ခုနအတိုင်းပဲဒီ genetic technology ကနေပဲလုပ်လိုက်တာဘယ်လိုလုပ်လဲဆိုတော့ဆန်မှာဆိုလို့ရှိရင်ကျွန်တော်ကတာမယ်ဆိုကျွန်တော်ကစီတက်ကာဘိုဟိုက်ဒရိတ်တွေပဲပါတာအဲ့တော့ကျွန်တော်တို့ကလူတွေကြပြီးတော့ဆန်ထဲမှာလည်းကျွန်တော်တို့ကဗီတာမင်ပါအောင်လုပ်လိုက်တာ genetic technology နဲ့အဲ့ဒီဟိုကဟိုလိုပဲလေ iodine စားလို့ပဲလေတာမယ်ဆိုရင်ကျွန်တော်ကစားမှာကsodium chloride ပဲဒါပေမဲ့iodine ချို့တဲ့နေရာတွေများလာတော့ကြတော့စားထဲမှာပါ iodine တစ်ခါလေးထည့်ပေးလိုက်တဲ့ပုံစံပဲproduction of golden rice rice is a staple food in many parts of the world ထမင်းကဆန်ကကမ္ဘာနေရာများဘက်မှာအဓိကစားသုံးတဲ့အခြေခံစားပေါ့အဲ့တော့ကျဗီတာမင် A deficiency ကဘာဖြစ်နိုင်လဲဆိုတော့ blindness အဲ့တော့မျက်စိကွယ်နိုင်တယ်တဲ့ဗီတာမင်ချို့တဲ့လို့ရှိရင်ခုနပြောသလိုကျွန်တော်ညမမြင်ဘူးဒါပေမဲ့ဗီတာမင်ချို့တဲ့ကြာလာလို့ရှိရင်တကယ်ညနေမဟုတ်ဒီမျက်စိကွယ်တဲ့အထိဖြစ်နိုင်တယ်အဲ့ကြတော့ even more important ပိုရေးကြည့်တာက lack of vitamin A can cause ဗီတာမင်ချို့တဲ့တာကဖြစ်နိုင်တယ် immune deficiency syndrome ကိုယ်ခံချို့တဲ့ရောဂါတွေဖြစ်နိုင်တယ်အဲ့ဒါဘာလဲဆိုတော့ကလေးတွေမှာဖြစ်တာပေါ့နော် this is a significant cause of mortality အရေးပါတဲ့ဒီအကြောင်းရင်းပေါ့နော်ဘာလဲဆိုတော့ mortality ဆိုတာတည်နှုန်းပေါ့နော်ကလေးတွေတည်တာကလေးတွေတည်တဲ့အဓိကဟိုအရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်တဲ့ in some parts of the world ကမ္ဘာရဲ့တချို့နေရာတွေမှာဘာလဲဆိုဗီတာမင်ချို့တဲ့လို့ဗီတာမင်ချို့တဲ့လို့တည်နှုန်းမြင်တာတွေပေါ့နော် Children of families living in poverty often lack animal products in their diets as they are too expensive တော့ဒီဆင်းရဲတဲ့မိသားစုကနေဝေဖွားလာတဲ့ကလေးတွေကဘာလဲဆိုရင် often lack animal products in their diet သူတို့ရဲ့အစားအစာတွေမှာတရိษံရတဲ့အစားအစာတွေပေါ့နော်အသားတွေငါးတွေနေတယ်ဘာလဲဆိုတော့အသားတွေငါးတွေမစားနိုင်ကြတော့အဲကြတော့ဘာလဲဆိုတော့ဒီကျွန်တော်တို့ကဗီတာမင်တွေပါတယ်တက်ထုတဲ့တွေကဘာလဲဆိုအသားကနေအဓိကရများတယ်အဲကြောင့်မလို့ဒီဆန်မှာပါကျွန်တော်တို့တစ်ခါတည်းထည့်မှာအကြောင်းမလို့တကယ်လို့သူတို့ကဒီပေါ့နော် vegetable ဆိုကျွန်တော်ခါကျူးလို့ပါလို့ဆိုကျွန်တော်ဗီတာမင် A ပါပဲဒါပေမဲ့အဲ့လိုကလေးတွေကသူတို့ diet containing a wide range of vegetable rich in carotenoids carotenoid တွေပါတာဒီစားလို့ရှိရင်တော့မှသူတို့ကဗီတာမင် A ဖြစ်နိုင်သေးတယ်တဲ့ဘာလဲဆိုတော့
ဒီကတော့အသားထဲမှာအဓိကဗီတာမင်ဓာတ်တွေများတာဆိုတော့လေအဲ့တော့တကယ်လို့သူတို့ဗီတာမင်များတဲ့အသီးနှံတွေစားလို့ရှိရင်တော့မှကျွန်တော်တို့ကသူတို့ဒီယောဂါတွေဒီအန်နီတွေဖြစ်နိုင်သေးတယ်ပေါ့နော်ကယ်ရိုတီနိုက်ဆိုတာကျွန်တော်တို့ကဒီဗီတာမင် A နဲ့တိတ်မကွာဘူး။ဘာလဲဆိုတော့ကျွန်တော်ကယ်ရိုတီနိုက်ကမစားခင်ကယ်ရိုတီနိုက်ဘိုက်ထက်ရောက်တော့လို့ရှိရင်သူကဘိုက်ထက်ရောက်တယ်ဆိုတော့ခန္ဓာကိုယ်ရဲ့ရောက်တော့ကျွန်တော်တို့ကကယ်ရိုတီနိုက်ကိုကျွန်တော်ဗီတာမင် A ပြောင်းတာပဲ။အဲ့တော့ဆက်စားခြင်းမှာကျွန်တော်ကယ်ရိုတီနိုက်အနေနဲ့ရှိတာ။ကယ်ရိုတီနိုက်အဲ့တော့ production of golden rice ဆိုလို့လုပ်လဲဆိုတော့သူကပုံနဲ့ပြတာပေါ့နော်။အဲ့တော့ကျတော့သူကဟောပဲ recommended technique နဲ့ပဲဘယ်လိုလဲဆိုတော့ကျွန်တော်က daffodil ဆိုတဲ့ဗိုင်းမင်ရှိရပြီးတော့ Awinia bacteria ဆိုတာရှိတယ်သူတို့ရဲ့နှကောင်လုံးမှာဘာလဲဆိုတော့ gene ကဘာလဲဆိုတော့ vitamin A ထုတ်တဲ့ gene ပါတယ် ခုန carotenoid ထုတ်တဲ့ gene ပါတယ်ဘာလို့ခေါ်လဲဆိုတော့ beta carotene လို့ခေါ်တာအဲ့တော့ endosperm ဆိုတော့ကျွန်တော်အပင်ရဲ့စီထဲမှာပါတဲ့အစိပ်ပိုင်းတစ်ခုပေါ့နော်သူ endosperm ဆိုတော့သူတို့သူတို့ရဲ့carbohydrate တွေပါတူလောင်နေတဲ့နေရာပေါ့နော်ဒါအပင်ပိုင်းမှာဆိုတော့ကျွန်တော်အဲ့လောက်မပြောတော့ဘူး daffodil span အနေနဲ့ Awinia bacteria တွေမှာရှိတာသူတို့ဒီမှာပါတယ် beta carotene ဂျင်းတွေတဲ့ကိုဘယ်လဲဆိုတော့ plasmid ထဲကိုပေါင်းထည့်လိုက်တယ် plus ဆိုတော့ခုနအတိုင်းပဲ recommended တွေကနေတော့ပြီးတော့အဲ့အနေမှာဘာလုပ်လဲဆိုရင် Agrobacteria နဲ့ကိုထည့်တယ် Agrobacteria ကိုဘယ်လုပ်လိုက်လဲဆိုတော့ခုနကဆန်နဲ့ကိုတော်ပြီး infection ဒီတွတ်ထည့်လိုက်တယ်ပေါ့နော် infection လို့ပြောရတော့နည်းနည်းခက်ပါတယ် bacteria ကတွတ်ထည့်လိုက်တော့ကြတော့ဘာလဲဆိုတော့ခုနပါလာတဲ့ gene တွေက beta carotenoids တွေက carotene တွေကဒီဆန်ထဲမှာတစ်ခါတည်းပါသွားအဲ့တော့တစ်စင်ချင်းပေါ့နော် plasmid တွေထည့်တယ် plasmid တွေ Agrobacteria တွေထည့်တယ် Agrobacteria နဲ့နေမှာဒီဆန်ထဲကိုရောက်သွားအဲ့လိုနဲ့ကျွန်တော်တို့ကဆန်ထဲမှာ vitamin A ပါသွားတာအဲ့တော့ further research show thatနောက်ထပ်တွေ့ရတဲ့မှတ်တမ်းတွေအရ substitution နဲ့ gene from daffodil plant ခုနပြောတဲ့ခုနလေမွေအောင်ပန်းပွင့်လေးကျွန်တော်ပြခဲ့တဲ့ဟာ daffodil အရွယ်လေးပေါ့နော် daffodil plant က daffodil with more from maize give even higher quantities of carotene အဲ့တော့ maize ဆိုတော့ပြောင်းမှုကနေလုံးလို့ရှိရင်ခုနကနေရာမှာခုန daffodil plant ရဲ့နေရာမှာကျွန်တော်တို့ပြောင်းမှုကနေလုံးတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှ carotene တွေပို့ပါမယ်တဲ့နောက် research တွေကပြောတာတော့အဲ့တော့ပြောင်းမှုမှာလည်းvitamin A ပါဆိုတော့လေပြောင်းမှုနဲ့ဆိုပိုကောင်းတယ်လို့ပြောThe genetically modified rice is called golden rice. ခုနကတော့ရလာတဲ့ဟာကိုကျွန်တော် golden rice လို့ခေါ်တယ် because it contains a lot of orange pigment. Orange pigment ဆိုတော့အရောင်ခြည်ပစ္စည်းလို့ပြောရင်တကယ်အရောင်ပါပဲအရောင်ပါတဲ့ပစ္စည်းအလင်းပုံရောင်ပါတဲ့ beta carotene တွေအများကြီးပါလို့ which can be converted into vitamin A when it is eaten. အဲ့တော့စားပြီးတော့လို့ရှိရင် beta carotene ကနေ vitamin A ဖြစ်သွားမှာအဲ့တော့ကြတော့ genetically engineering of crops အဲ့တော့တီးနှံတွေ crops ဆိုတီးနှံတွေကို genetic ခုနလိုမျိုး golden rice လိုမျိုး genetically engineer လုပ်ရင်ဘာကျိုးရမလဲပေါ့နော် increase crop yield ဆိုတော့တီးနှံ factor တိုးတယ်ကျွန်တော်တီးနှံ factor တိုးအောင်လို့ gene တွေပြောင်းလို့ရတယ် increase heat and drought tolerance အဲ့တော့အပူဒဏ်နဲ့မိုးခေါင်ရေရှားတဲ့မခံနိုင်တဲ့ပင်တွေရဲ့ gene တွေကိုခံနိုင်အောင်ပြောင်းလို့ရတယ်အဲ့တော့ increase heat and drought tolerance increase resistance to a range of pests or pathogen ပိုးမွှားတွေနဲ့ရောဂါဖြစ်စေတာတွေကိုပို့ပြီးတော့ခံနိုင်ရမြအောင်လုပ်နိုင်တယ် increase salt tolerance အဲ့တော့စားတတ်များတဲ့မြေတွေမှာပိုရှင်တာနိုင်အောင်လုပ်တာဘယ်လိုလဲဆိုတော့သူကစားများတဲ့မြေတွေမှာဆိုလို့ရှိရင်အပင်တွေကရေစုပ်ရတာခက်တယ်အဲ့တော့ကျွန်တော်ဂျင်းကို modify လုပ်ပြီးတော့မှရေပိုစုပ်နိုင်အောင်လုပ်ပြီးလို့ရတယ် reduction in harvesting cost and pesticide use harvesting cost ရေသိန်းကတတောင်ဆိုဘယ်လိုလဲဆိုခါတည်းကျရင်သူကအဲ့လိုတချို့ပင်တွေဆိုတော့သူတစ်ချိန်နဲ့မတီးတာတွေရှိတယ်အဲ့ဒါကြလို့ရှိရင်ကျွန်တော်ကတခါတည်းတီးအောင်လို့ genetic modify လုပ်လေအဲ့ကြလို့ရှိရင်ကျွန်တော်ခဏလူတွေခဏသုံးကြမလို့ပေါ့နော်တခါတည်းရေတင်လို့ရတယ် pesticide use ဆိုတော့ပိုးသက်စေသုံးပြီးမှုရအောင်လုပ်လို့ရတယ်ဆိုတော့ပိုးသက်ပိုးတန်တွေခံနိုင်အောင်လို့ gene modify လုပ်လို့ရတယ်ပင်တွေတီးနိုင်တယ် enhance nutritional value of food quantity due to slower spoilage အဲ့တော့အပင်တွေဒီတီးနိုင်တွေမကောင်းတော့အောင်ပုံမတိုးတော့အောင်လို့ဘာလဲဆိုတော့မပုံမတိုးတော့အောင်လို့ gene modify လုပ်လို့ရတယ်အဲ့တော့ enhance nutritional value of food quality အဲ့တော့ nutritional value လည်းပိုကောင်းသွားတယ်ပုံမတိုးတော့ကြတာလी okay အဲ့တော့ခုနကတော့ကျွန်တော်တို့ကအပင်ကနေဘယ်လိုလဲဆိုအသီးနှံကနေကျွန်တော်ဗီတာမင် E ရတဲ့ပုံစံဥပမာကြည့်ရခုတော့ဘာလဲဆိုတော့ဒီအပင်တွေကနေကျွန်တော်စီးထုတ်လက်ကြည့်ရ moreover တဲ့ plants are also being engineered to produce medicinal products အဲ့တော့အပင်တွေကဆေးဝါးနဲ့ဆေးဘက်ဆိုင်ရာထုတ်လဲဆေးဝါးဆိုင်ရာပစ္စည်းတွေထုတ်နိုင်အောင်လို့
မျိုးဗီဇတွေပြပြင်တယ်အဲ့တော့ since the mid 1980s 1980အလဲပိုင်းလောက်ကစလို့ products such as human growth hormone clothing factor antibodies have been produced in transgenic plant အဲ့တော့ transgenic plant ဆိုတော့ဒီမျိုးဗီဇတွေပြပြင်ထားတဲ့အပင်တွေထဲမှာထုတ်တယ်တဲ့ဘာတွေထုတ်တယ်လဲဆိုတော့ human growth hormone အဲ့တော့ human growth hormone ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ငငယ်တုန်းကလေကျွန်တော်တို့ဒီ15 16လောက်ဒီအရက်တွေမြင်မြင်ရှိလာတော့အရက်မြင်မြင်ရှိဆိုတော့ကျွန်တော်တို့အဲ့15 16လောက်18လောက်ကျော်သွားကျွန်တော်တို့လူကပုံမှန်လောက်ဖြစ်သွားပြီလေငယ်တုန်းကနေကြီးလာပေါ့နော် human အဲ့ဒါဘာလို့ဖြစ်တာလဲဆိုတော့ human growth hormone ဖြစ်တာပါလဲဆိုတော့အသက်ငယ်လေးကနေအသက်ကြီးတဲ့အရက်တွေရှိလာတာမှစိတ်တွေထွက်လာတာအဲ့ဒါ human growth hormone ကြောင့်ဖြစ်တာအဲ့တော့ human growth hormone နေတဲ့လူကြီးရှိတယ်အဲ့တော့ human growth hormone နေရဆို human growth hormone ငကိုတွေကမထုတ်တဲ့လူတွေလည်းရှိတယ်အဲ့လိုလူတွေကြားလို့ရှိရင်ကျွန်တော်တို့ကလူကောင်တွေကသေးနေလို့မဖြစ်ဘူးလေအဲ့တော့ကျတော့ဘာလို့ရလဲဆိုတော့သူတို့15 16လောက်အရွယ်လောက်ဒီကျွန်တော်တို့က human growth hormone အပြန်နေထိုးရတယ်အဲ့ဒီအပြန်နေထိုးရတဲ့ human growth hormone ကျွန်တော်ဗာလဲဆိုတော့ transgenic plants တွေကနေထုတ်တာဗာလဲဆို human growth hormone ခုနအတိုင်းပဲ human growth hormone ကျင်းပါတယ် plasmid ကို bacteria တဲ့အဲ့ bacteria ကနေ human growth hormone ထုတ်တာအဲ့တော့ messy ဆိုလို့ရှိရင်သူက human growth hormone နေတဲ့ယောဂငငယ်ရရှိတာလေယုံနဲ့ messy ဆိုလို့ရှိရင်အဲ့ဒါသူကဗာလဲဆိုတော့သူငငယ်လေးကအဲ့ human growth hormone ပုံမှန်ထိုးရတာ clothing factor ဆိုတာကြတော့တွေးခဲတဲ့ factor တွေပေါ့နော်တွေးခဲတဲ့ factor ဆိုတော့ factor ကြီးအများကြီးရှိတာခန္ဓာကိုယ်ထဲမှာကျွန်တော်ကတွေးခဲတဲ့ factor တွေအများကြီးရှိတာအဲ့တော့ hemophilia ဆိုတဲ့ယောဂရှိတယ်သူကဘာလဲဆိုတော့အဲ့ဒီ clothing factor တခုမပါတာအဲ့တော့မပါတော့ကျွန်တော်ကတွေးထွက်လို့ရှိရင်လွယ်တကူပြန်မတိတ်တာအဲ့ကြောင့်မလို့ကျွန်တော်တို့ကအဲ့ factor ကျွန်တော်ကပုံမှန်သုံးဖို့လိုတာပေါ့နော်အဲ့ယောဂရှိလို့အဲ့ကြတော့အဲ့ဒါတွေကိုလည်းကျွန်တော် transgenic plant တွေကနေရတယ်ပြီးတော့ antibody ဆိုတော့ဒီယောဂတွေတိုက်ဖြတ်တာတွေကိုကျွန်တော် antibody လို့ခေါ်နော် antibody တွေကိုကျွန်တော်က transgenic plant တွေကနေရတယ် for instance one type of antibody made by corn deliver radioisotopes to tumor cells ဥပမာတစ်ခုပြရမယ်ဆိုရင် antibody corn ဆိုတော့ပြောင်းကနေထုတ်တဲ့ antibody ကနေပါလဲဆိုတော့ဘာလို့လုပ်လို့ရလဲဆို can deliver radioisotope to tumor cell radioisotope tumor cell တွေကို radioisotope ပို့ပေးလို့ရအဲ့တော့ပုံမှန်ဆိုလို့ရှိရင် tumor cell ဆိုတော့ cancer တွေပေါ့နော်အဲ့တော့ cancer တွေရဲ့ပုံမှန်ဆိုကျွန်တော်တို့ကဓာတ်ရောင်ကြီးလောက်ပြရတယ်ဆိုတာရှိရလေအဲ့တော့ radiotherapy တို့ခေါ်ပေါ့ဘာလဲဆိုတော့ဓာတ်ကင်တာပေါ့နော်ဒီ tumor cell တွေကိုပျောက်သွားတယ်အဲ့တော့သူကဘယ်လိုဒီမှာကျ radioisotope ဘယ်လိုလုပ်လဲဆိုရင်သူ antibody ပါတယ်အဲ့ antibody က antibody ကနေကျွန်တော် radioisotope ကိုတစ်ခါရေးထည့်လိုက်ပြီးတော့ဒီ tumor cell ကိုသွားကန်အောင်လုပ်တာပေါ့နော် antibody ကသွားကန်အောင်လုပ်တယ်အဲ့တော့ကျွန်တော်တို့ radioisotope ဆိုတော့သူကငကိုတွေကဓာတ်ရောင်ကြီးရှိပြီးသားကောင်ပါ cancer ကိုတိုက်ရိုက်ရောက်သွားတယ်လို့ဖြစ်သွားတာအဲ့ဒါပါ Another made by soybeans ပဲပုတ်ကနေထုတ်တာ can be used to treat genital herpes အဲ့တော့ပဲပုတ်ကနေလုပ်တဲ့နောက်ထပ် antibody တခုကဘာလုပ်လို့ရလဲဆိုရင် used to treat genital herpes ဒီလူပွားရင်္ဂါတွေမှာပေါက်တဲ့ရေယုံတွေကိုကုလို့ရအဲ့တော့ soybeans ကငကိုတွေကရတာမဟုတ်ဘူးเนาะဘာလဲဆိုတော့ soybeans ကို genetically modify လုပ်ထားတာ antibody ထုတ်အောင်လို့ okay အဲ့တော့ကျွန်တော်တို့ဒီနောက်ဆုံး seminar လေးရောက်သွားပြီအဲ့တော့နောက်ဆုံး seminar ကကျွန်တော်ကဘာလဲဆိုရင်ခုနက genetic modifying plants တွေရဲ့ crops တွေရဲ့အကြောင်းသိရအခုကျတော့ genetic modifying animals တရိษံနေဘယ်လိုလုပ်လဲဆိုတာ genetic modifying ဘယ်လိုလုပ်လဲဆိုတာကြည့်မှာအဲ့တော့တကယ်တော့အတူတူသိမ့်မကွာဘူးအဲ့တော့ထုံးစံတိုင်းပဲကျွန်တော်တို့လိုချင်တဲ့ human hormone တခုလိုချင်တယ်ဆိုပါစို့အကောက်ဒါတရိษံတွေထဲမှာအဲ့ human hormone ကဘာလဲဆိုတော့ beta lactoglobulin ဒီမှာတော့အဲ့လိုဥပမာပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ beta lactoglobulin ကိုဂျင်းကိုထုတ်ပြီးတော့ဗာလဲဆိုတော့ထုံးစံတိုင်း plasmid vector တွေကိုသွားထည့်မယ်အဲ့ plasmid vector တွေကမှကျွန်တော်ဗာလဲဆိုရင် sheep oocyte လို့ခေါ်တယ် sheep oocyte ဆိုတာဗာလဲဆိုတော့တိုးရဲ့မာမျိုးစိပေါ့နော်ကျွန်တော်မာမျိုးစိနဲ့ဖိုမျိုးစိနဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့ကဒီကိုသားလောင်းလေးဖြစ်တာလေအဲ့တော့ကျွန်တော်ကမာမျိုးစိတွေကိုကျွန်တော်အဲ့ဒီခုနက plasmid တွေကိုသွားထည့်ပါ beta lactoglobulin ပါတာလေပြီးတော့ကြတော့ဘာလို့လဲဆိုတော့အဲ့ oocyte ကိုကျွန်တော် fertilize လုပ်တယ်ဆိုတော့ဗာလဲဆိုဖိုးအထီးမျိုးစိနဲ့ပေါင်းပြီးတော့မှကျွန်တော်သားလောင်းလေးဖြောင်းလုပ်ပြီးတော့မှ implant လုပ်လိုက်တယ်ဆိုတာဟိုဟာလေးကိုဒီတိုးရဲ့တအိမ်လေးကိုတထည့်လိုက်ဆိုတိုးရဲ့တအိမ်လေးကိုတထည့်လိုက်တော့လေတိုးရဲ့တအိမ်လေးကိုတထည့်လိုက်တော့ကြတော့အဲ့ဟာနေမွေးလာတယ်ခုနကတော့သားလောင်းကနေမွေးလာတာတွေကဗာလဲဆိုခုနကကျွန်တော်တို့တက်ထားခဲ့တဲ့ plasmid ခုနကကျွန်တော်တို့လိုချင်တဲ့ gene ပါနေတဲ့ကလေးလေးတွေမွေးလာတာအဲ့တိုးတွေကအဲ့ကြောင့်မလို့သူတို့တကယ်လို့သူတို့အဲ့ကလေးအဲ့ခုနကတော့တိုးတွေရဲ့သူအဲ့ရလာတဲ့တိုးတွေကိုကျွန်တော်က transgenic offspring လို့ခေါ်ပါတော့ဂျင်းပြောင်းထားတဲ့နောင်လာနောက်သားတွေပေါ့နော် offspring ဆိုတော့အဲသူတို့တွေက
သူတို့ရဲ့ no တွေ no ထွက်လို့ရှိရင်ဒီ တိုးတွေက no ထွက်လို့ရှိရင်သူကဘာလဲဆိုခုနကတော့ကျွန်တော်ပြောတဲ့ဒီ plasmid တွေကိုထည့်ခဲ့တဲ့ human hormone တွေပါနေမှာပေါ့နော်အဲ့တော့ကျတော့အဲ့ no တွေကနေကျွန်တော်တို့ကအဲ့ hormone ကိုပြန်ပြီးထုတ်လို့ရတယ်အဲ့တော့ဒါ genetically modified animals ပေါ့နော်အဲ့တော့ကျတော့ the protection of transgenic animals ဒါတက်ဆိုထဲပါပေါ့နော် transgenic animal တွေလောက်တာက much more complex process ပို့ပြီးတော့ရှုပ်ထွေးတယ် than the protection of transgenic plant တွေလောက်တာတဲ့ပို့ပြီးတော့ရှုပ်ထွေးတယ် and not surprisingly it is also highly controversial အဲ့တော့ပို့ပြီးတော့တော်တော်လေးပို့ပြီးတော့ controversial ဆိုတော့အငင်းပွားစရာဖြစ်တယ်အဲ့ဘယ်လိုလဲဆိုတော့အကြောင်းပြချက်တွေကတော့အများကြီးပေါ့နော်တခါလေဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုလဲဆိုတော့အဲ့ကင်ဆာတွေကိုလိလာချင်တာရှိရတော့အဲ့တော့ကျတော့ဘယ်လိုလုပ်လဲဆိုတော့ဒီကြွက်တွေကိုတေချာဂျင်းကိုကျွန်တော်တို့ modify လုပ်ပြီးတော့မှပို့ပြီးတော့မှကင်ဆာဖြစ်နိုင်ခြင်းများအောင်ကြွက်တွေကိုလုပ်ပြီးတော့မှလိလာအဲ့ကျတော့မှကြွက်တွေကင်ဆာဖြစ်မှာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါမေးခွန်းထုတ်ကြဖြစ်ပြီလေမဖြစ်ကင်ဆာမဖြစ်မဲ့ကြွက်ကြီးကိုကျွန်တော်တို့တေချာကင်ဆာဖြစ်အောင်လုပ်တာအဲ့လို control အဲ့လိုပေါ့နော်ငင်းပွားစရာကိစ္စပြီးတော့ဒီဒါတက်ရှိဆိုပေမဲ့လည်းအပင်နဲ့တရိษံအောင်ကွာလေအပင်ကကြတော့သူတို့ကအုံနောက်တွေဘာတွေမရှိဘူးပေါ့နော်ဘာသာကြီးရဆိုတော့ဆိုးမရှိဘူးလို့ထင်ကြတာပေါ့အဲ့တော့တရိษံတွေလူတွေရဲ့ဂျင်းတွေကိုကျွန်တော်တို့ကပြောင်းနေဆိုလို့ရင်ဒါကျွန်တော်တို့ကဘာတွေလဲပေါ့ဒါကျွန်တော်တို့ကကိုယ့်ကိုဖန်ဆင်းရှင်လို့ယူဆနေကြလားပေါ့နော်လူကလူချင်းချင်းပြန်ပြီးတော့ပြောင်းနေဆိုတော့ကြတော့လေအဲ့လို controversy ဖြစ်တယ်လို့ပြောကြတာပေါ့ to produce transgenic animals to transgenic animal တွေလို့ဟုတ်တယ် foreign gene is inserted into genome of animal oocyte ခုနကကျွန်တော်ပြောတဲ့အတိုင်းမမျိုးစေ့တွေကိုforeign gene တခုကျွန်တော်တို့လိုချင်တဲ့ gene တခုကိုထည့်လိုက်တယ် that is then fertilized နောက်ပြီးတော့မျိုးအောင်လုပ်လိုက်တယ် fertilization လုပ်လိုက်တယ်ပေါ့နော်ဖိုမျိုးစေ့နဲ့ပေါင်းလိုက်တော့ကြတော့ fertilization ဖြစ်တာ the fertilized as implied in a host female allowed to develop အဲ့တော့ခုနကတော့ရလာတဲ့သားအလောင်းမျိုးအောင်ပြီးတဲ့သားအလောင်းလေးကဘယ်ထဲကိုထည့်လဲဆိုတော့ဘာလဲဆိုတော့အစားထိုးမိခင်ပေါ့နော် host female ဆိုတော့ခုန sheep ထဲပေါ့နော်ခုန sheep ဆိုလို့ရှိရင် MR တွေကိုထည့်လိုက်ပြီးတော့သူ့ကိုဝင်ဆောင်ခိုင်းလိုက်တာ allowed to develop ဆိုတော့တင်းရောဖွံ့ဖြိုးကြီးထွားလာစီအတီ the resulting offspring are the transgenic fauna animal အဲ့တော့ရလာတဲ့ကလေးတွေကဘာလဲဆိုတော့ခုနကတော့ဂျင်းထည့်ထားတယ် foreign gene ထည့်ထားတယ်ဇာတမီတွေဖြစ်သွားပါ the procedure has been used to produce transgenic fish pigs cows rabbits and sheep အဲ့တော့ဒီနီလန်းနဲ့ဘာလဲဆိုတော့မျိုးဗီဇပြောင်းလာတယ်ငါးတွေဝက်တွေနွားတွေယုံတွေတိုးတွေလို့ဖို့တုံးထားတယ် Transgenic animals can be used to produce pharmaceutical products such as human proteins by using recombinant plasmid factor အဲ့တော့ transgenic animal တွေကလည်း pharmaceutical products ဆိုတော့ကျွန်တော်တို့ကအဲ့ဆိုတာ pharmaceutical products ဆိုတာဆေးဝါးထုတ်ကုန်ပြောတာနော်အဲ့တော့ transgenic animal ကိုဆေးဝါးထုတ်ကုန်တွေသုံးဖို့လည်းအသုံးပြုတယ်ဘာလဲဆိုတော့ထုံးစံနိုင်မယ်ဘာလဲဆိုတော့ recombinant plasmid factor ကိုထည့်ပြီးတော့မှ human protein တွေထုတ်လို့ရအောင်The vector contains a gene from group proteins as well as the promoter that drives the expression of genes in memory cells. အဲ့တော့ factor ဆိုအဲ့ plasmid ထဲမှာပါတာပါလဲဆိုရင်ကျွန်တော်တို့လိုချင်တဲ့ group protein ထားပါတော့ group protein ကျွန်တော်တို့လိုချင်တယ်ဆိုလို့ရှိရင်အဲ့ gene ရဲ့ group protein ကိုပါတယ်ပြီးတော့ as well as the promoter that drives the expression of genes in memory cells. အဲ့တော့ခုနကကျွန်တော်တို့လိုချင်တဲ့ gene ကပါလာပေမဲ့လည်းအဲ့ gene ကကျွန်တော် protein ပြောင်းမှဖြစ်အောင်မှာအဲ့တော့အဲ့ protein ပြောင်းအောင်လုပ်တာကျွန်တော် promoter လို့ခေါ်တယ်အဲ့ promoter လည်းကျွန်တော်တို့ gene ထဲမှာထားရဲပါတာပေါ့နော်အဲ့တော့ပုံမှန်ဆိုလို့ရှိရင်တော့ university တို့တက္ကသိုလ်တွေမှာဆိုကျွန်တော်ဒီ promoter တွေပါတယ်အကြောင်းလေးကျွန်တော်တို့သင်ရတယ်ဒီမှာမပါလို့ပေါ့နော်အဲ့တော့တခါတည်းသူက promoter တွေပါထည့်လိုက်တော့မှဒီ group protein ကgene ကနေ protein ဖြစ်မှာအဲကြောင့်မို့ကျွန်တော် promoter ပါပါတယ်လို့ထည့်ရေးထားတာ The recombinant DNA is the injected ကိုဆက်ခုနကတော့recombinant DNA ကဦးဆေးတွေကိုထည့်လိုက်တယ်ထည့်ပြီးလို့ရှိရင် fertilize and implanted into host female ဝေးအောင်စီပြီးတော့မိခင်တွေကိုထည့်တယ်ပြီးတော့ transgenic animals or offspring from the implantation of transgenic animals တွေမျိုးဗီဇပြောင်းထားတဲ့အကောင်တွေကဘာလဲဆိုရင် implantation ကနေမွေးလာတယ် The make of female transgenic offspring contains human group protein အဲ့တော့ခုနကပြောတဲ့အတိုင်းပဲကျွန်တော်ပုံမှန်လေးအတိုင်းပဲပုံနေရတဲ့အတိုင်းပဲရလာတဲ့မျိုးဗီဇပြောင်းထားတဲ့ offspring ကဘာလဲဆိုရင်သူ့ရဲ့ node ထဲမှာ human group protein ပါခုနကကျွန်တော်တို့ထည့်လိုက်တဲ့ gene တွေက protein ပါတယ်benefits of genetically modified animals genetic ပြောင်းထားတဲ့အကောင်တွေကတရိတ်ဆန်တွေကဘာသုံးလဲဆိုတော့ increase production of particular product higher milk in cows greater muscle mass in animals used for meat အဲ့တော့ကျွန်တော်တို့လိုချင်တဲ့ gene တွေကိုကျွန်တော်တို့ရအောင်ပြောင်းလို့ရတယ်ပေါ့နော်ကျွန်တော်တို့နွားတွေဆိုကျွန်တော်တို့ကနှုတ်ပို့လိုချင်လို့ရှိရင်နှုတ်ပို့များအောင်လို့ genetically modify လုပ်လို့ရတယ်ဟိုဆိုလဲအကောင်တွေဆိုနွားတွေဝက်တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့က muscle mass ပေါ့နော်အသားတွေပုံများအောင် gene modify လုပ်လို့ရတယ်ဒုတိယတစ်ခုက increase resistance to disease အဲ့တော့
livestock တွေပေါ့နော်ကျွန်တော်တို့မွေးမြူရေးကောင်တွေဆိုကျွန်တော်ကခဏတင်းနေအလုံးမဖြစ်ဘူးလေအဲ့တော့ယောဂတွေပုံမခံနိုင်အောင်လုပ်တယ်ပြီးတော့ကျတော့ manufacture human protein such as human protein တွေထုတ်ဖို့အတွက် antibodies တွေလုပ်ဖို့အတွက် antibodies ဆိုကျွန်တော်တို့ဟောပါနော်တကယ်တော့foreign body တွေဝင်လာရင် bacteria တွေ virus တွေဝင်လာရင်တိုက်တာတွေပေါ့နော်အဲ့ဒါတွေထုတ်ဖို့အတွက်သုံးလို့ရတယ် blood clotting factor ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီတွေးထွက်လို့ရှိရင်ကျွန်တော်တွေးတက်အောင်လုပ်တဲ့ factor တွေ important proteins for medicinal purposes အရေးကြီးတဲ့ protein တွေထုတ်တယ် for medicinal purposes ဆေးဘက်ဆိုင်ရာအတွက် protection of organs for transplantation xenotransplantation ရောအင်္ဂါစားထုတ်ကုသ transplantation ဆိုတာကျွန်တော်အင်္ဂါစားထုတ်ကုသတာပေါ့နော်တဲစားထုတ်ကုသတာတော့နာမည်ကြီးပါနော်အဲ့တော့အစားထုတ်ကုသဖို့အတွက် organ ဆိုခန္ဓာကိုယ်စိတ်ပိုင်းနေထုတ်နိုင်တယ်အဲ့တော့ကျွန်တော်တို့က xenotransplantation ဆိုတာပြောနေတာဆိုတော့ကျွန်တော်က xeno လို့ပြောလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော် species မတူတဲ့နှကောင်သွားပြီးတော့မှ transplant လုပ်တာကျွန်တော် xenotransplantation လို့ခေါ်တာပေါ့နော်ဟိုတာမန်ဆိုလို့ရှိရင်ကျွန်တော်ကလူရဲ့အသေးကိုလူတဲ့ထည့်ရလေ xenotransplantation တော့တကယ်တော့အကောင်ရဲ့တရိษံရဲ့ခန္ဓာကိုယ်အင်္ဂါတစ်ခုကိုလူတဲ့ထည့်ရပါတော့တာမန်ဆိုလို့ရှိရင်ကျွန်တော်အကြာကြီးတော့မထည့်ပါဘူးတကယ်တော့common ဖြစ်တဲ့ဥပမာတော့ကျွန်တော်တို့ဟိုအစားထိုးခုတဲ့တခါတည်းကြောက်လို့ရှိရင်သူကဟိုမရတာတွေရှိရဲဒိုနာပေါ့နော်ဒီအင်္ဂါစားထိုးဖို့အတွက်လူမဲတူအလွယ်တကူမရလို့ရှိရင်ဒီဒိုနာလည်းတည်ရောမှာဆိုလို့ရှိရင်သူကအချိန်မရတော့ဘူးဆိုလို့ရှိရင်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဝက်ရဲ့အင်္ဂါကိုတုံးတာရှိဘူးတယ်ဘယ်လိုလဲဆိုတော့ဟိုသူနှလုံးအဆိုးရှင်နှလုံးအဆိုးကိုကျွန်တော်တို့ဝက်ရဲ့နှလုံးအဆိုးကိုတုံးတာရှိရဲအဲ့ဒါ xenotransplantation လို့ခေါ်တာအဲ့တော့ကျွန်တော်တို့ဒါကchapter 2ကျွန်တော်ဒါအကုန်တင်ပြပါပြီပေါ့နော်အကုန်လုံးနားလည်ပြီးအဆင်ပြေကြပါစေအားလုံးကျေးဇူးတင်ပါတယ်